ခလေးကသူတို့ဘာသွားလုံးမလို့လဲတဲ့တုံးကြီးတထေးတွေကဒီထိုင်းတထေးတွေတရုတ်တထေးတွေပတ်စံရှိတဲ့တထေးတွေတော်တော်များများခလေးယူလို့မရအောင်သူတို့ခလေးမလာအောင်သူတို့မှဓာတွေသုံးရတာများလို့သူတို့သုတ်ရင်မကောင်းပြောမယ်ဆိုရင်နော်တို့ဗမာပြည်သားတွေကဒါမသုံးဒါသုံးတယ်အုံနောက်မသုံးဘူးချွေးနဲ့ရင်ပြီးအလုပ်လုပ်တဲ့အတွက်ကြောင့်မို့တန်ပါတယ်တန်ပါတဲ့ခါကျတော့ကြည့်ပတ်စံမစီးတဲ့အိမ်စီးရတဲ့အိမ်ဆိုလို့ရှိရင်ညမိုးမချုပ်သေးဘူးနော်လင်မယားတဲ့တာမတဲ့ဘူးနော်မိုးမချုပ်သေးဘူးလောက်ကြတယ်ပြီးရင်ခလေးတကောင်ပြီးတကောင်ထွက်တယ်အေးအဲ့လိုဒါပေမဲ့ပတ်စံရှိတဲ့လူကြတော့လည်းသူတို့ဒီဓာတ်တွေသူတို့မလုံနိုင်အုံနောက်သုံးနာများတဲ့ခါကျတော့ဒီစိတ်တွေမရှိဘူးအဲ့ဒီတည်းမှာကျမထိုက်ဆုံးပဲအခုကျမယောက်ျားလည်းကျမကိုပြေးသွားမလားမသိဘူးမကြတော့ကျမယောက်ျားလည်းကျမကိုပြေးတော့မယ်ရှင်ဟုတ်ကဲ့ရှင်ကျမမပေးနိုင်ဘူးဘာလို့ဆိုကျမအုံနောက်နဲ့အလုပ်လုပ်ရတယ်ချွေးနဲ့အလုပ်လုပ်ရတယ်အတွက်ကြောင့်မလို့ကျမမပေးနိုင်ပါဘူးစင်နော်လိန်ကိစ္စလည်းဟိုမရှိဘူးပေါ့စင်နော်အဲကြောင့်ခလေးမရှိတဲ့လူတွေကျတော့လည်းအငားကိုဝင်ဆောင်တဲ့ဒီတို့အခုတို့ဗမာပြည်သားတွေအများဆုံးငားတဲ့ခလေးမတွေငားတယ်ပေါ့အသက်ဒီပေါ့16ကနေ28နှစ်အတွင်းအဲ့လိုမျိုးအငားကိုဝင်ဆောင်တာတယောက်ကို3သိန်းခွဲ3သိန်းဒါမဲ့ဒါဖြတ်စားတာနော်ထိုင်း agency ထိုင်းပွဲစားကဖြတ်စားတာအမှန်မှဆိုရတာ5-6သိန်းရတယ်ဖြတ်စားတဲ့တဝက်ကျော်ဖြတ်စားတယ်အဲ့လိုမျိုးတရားမှာ90ရာခိုင်နှုန်းစားပြီးတော့30ရာခိုင်နှုန်းကိုဒီအငားကိုဝင်ဆောင်တဲ့ကောင်မလေးကိုပေးလိုက်တယ်အဲ့လိုမျိုးပုံစံပေါ့နော်ခလေးမရှိတဲ့လူအတွက်ခလေးဟိုပါပေါ့ပြောမယ်ဆိုလို့ရှိရင်သူတို့ကိုခလေးဖန်ပြုံထဲမှာဒီတက်အိမ်ထဲမှာပေါ့ခလေးဒီပြောမယ်ဆိုလို့ရှိရင်ဒီခလေးအဖေနဲ့ခလေးအမေရဲ့ဟိုပါပေါ့တားလာဟိုတုတ်ပူပေါ့တုတ်ပူထည့်ပြီးတော့တင်ထားတာပေါ့နော်ပြောမစင်ထည့်ပြီးတော့တင်ထားတယ်အေးကန်းထဲမှာတင်ထားပြီးတော့ဒီအငါကိုဝန်ဆောင်တဲ့ကောင်မလေးရဲ့တက်အိမ်ကိုထည့်တယ်ပြီးရင်ဘိုက်ကြီးတယ်ခလေးမွေးတဲ့နေ့မှာခလေးတွေးပိုင်မှုမရှိဘူးနော်တွေ့တဲ့အခါကျတန်ရုံးစီဖြစ်မှာဆိုလို့အဲ့လိုမျိုးပေါ့ပြောမယ်ဆိုလို့ရှိရင်အငါကိုဝန်ဆောင်တဲ့လူကကိုသူများခလေးကိုပြောမယ်ဆိုလို့ရှိရင်အငါပြီးတော့ကိုခလေးကိုရောင်စားတယ်လို့မျိုးပေါ့ကိုပိုက်ထဲမှာစီးတယ်ဆိုတာကိုခလေးပဲလေနော်ပြောမယ်ဆိုလို့ရှိရင်တရားမဝင်မရှိရင်ဒီအလုပ်တွေကနော်တရားမဝင်တဲ့အမှုကိုမနဲ့လှုပ်ဆောင်ပြီးလို့ရတာပေါ့နော်အဲ့ဒီအမှုတွေကပြီးခဲ့တဲ့2လတုန်းက3သိန်းခွဲပြန်ရတာပေါ့ရှင်နော်ရတာပတ်စံ3သိန်းပဲဝင်ကျင်လောက်ပဲရတယ်ဆိုတော့ရတိရထိုက်တဲ့ပတ်စံမရဘဲနဲ့လူဘာပြီးတော့ဟိုဘယ်လိုပြောမလဲလိန်စားပါတဲ့လိန်စားပါတဲ့သဘောပေါ့ထိုင်း agency နဲ့မြန်မာ agency ထိုင်းပွဲစားနဲ့မြန်မာပေါ့ပွဲစားပေါင်းပြီးတော့လိန်တာပေါ့ခလေးမကလည်းအသက်လည်းငယ်တယ်ဆိုတော့လေဘာမှနားမလဲဆိုတော့ဒီ line မှာဘာတွေဘလူတွေဘာလုပ်ပေးလဲဆိုတာမနှမ်းဘူးတော့တွေ့ပြီးတော့မနှမ်းလာတိုင်တာရှင်အားကြောင့်မို့ပါရှင်မေးချင်တာရှိမေးပါရှင်မနှမ်းတီးတလောက်တက်တလောက်နော်မနှမ်းလဲတိုင်ရင်သူဆိုတော့စကားပြောမြန်မာလူတော့မကျွမ်းဘူးပေါ့နော်ကျွမ်းတလောက်မနှမ်းဖြည့်ရှင်းပေးတယ်ရှင်းပြပေးတယ်အဲ့လိုမျိုးတော့ရှိတယ်ရှင်နော်မနှမ်းထိုင်းစာတယ်တော့မရဘူးထိုင်းစကားတော့ကောင်းပြောတတ်တယ်ရှင်တရားမှာ85ရာခိုင်နှုန်းတော့တတ်တယ်ရှင်နော်ကိုတရားကြံငယ်တော့တက်တယ်လို့ကိုမပြောဘူးရှင်နော်အဲ့လိုမျိုးလို့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်နားလိုက်ပြီလားရှင်